အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ရာဇဘွားစနေသားရဲ့ဝိုင်းစစ်ပြီး YouTube channel မှာ 3D ဝါနာရှင်မိတ်ဆွေများအားလုံးအားတိုက်ရိုက်လေးကျေးဇူးပါတယ်ပေါ့ခင်ဗျာ 3D နဲ့ပတ်သက်ပြီးကျွန်တော်တင်ပြတဲ့အသေးကိုအယူစာပိုင်းတွေကိုမိတ်ဆွေတို့အနေနဲ့ကြိုက်နေတဲ့လို့အများကြီးကြည့်နေဆိုလို့ရှိရင်လည်းဒီ channel လေးကို subscribe လုပ်ခြင်းအပြင်အပိလို့ရပါတယ်ပေါ့နော်အဓိကကျွန်တော် channel ကနေတင်ပြနေတဲ့အပိုင်းတွေကတော့ဒီစာပိုင်းအတွေ့ခေါ်ပိုင်းတစ်နှစ်ပတ်လုံးကစားလို့ရတဲ့စနစ်ကလေးတွေကိုတင်ပြအဓိကထားပြီးတော့ကျွန်တော်တင်ပြပေးနေတာဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော်မိတ်ဆွေများကကြိုက်နေတဲ့လိုအပ်တယ်ဆိုလို့ရှိရင်ဒီကြမ်းမှတ်ထားပါပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဗီဒီယိုဖိုင်တင်တာဖြစ်တဲ့ဗီဒီယိုဖိုင်တွေများလာတဲ့အချိန်မှာကျွန်တော်ကအဲ့ဒီဗီဒီယိုဖိုင်တွေကိုဖြတ်ပြရတာရှိပါတယ်အဲ့ဒီအချိန်မျိုးမှာမှတ်မထားလို့ရှိရင်မိနိုင်ပါတယ်ပေါ့နော်တကယ်စိတ်ဝင်စားရဆိုလို့ရှိရင်မှတ်ယူထားကြဖို့အထူးပဲဒီပြရပါနော်ခါကျွန်တော်အများစိတ်ဝင်စားကျွန်တော်ကစားနေတဲ့ line ပါပဲပေါ့နော်ဒါဒီ line ကအပတ်စတိုင်းနဲ့ကစားတဲ့အချိန်လို့မရှိပါဘူးပေါ့နော်။တုံညာထေစီနောင်လုံးပေါင်း9နှစ်ချပြီးတော့တုံညာထေစီနောင်လုံးပေါင်း9နှစ်ချပြီးတော့တုံညာထေစီနောင်လုံးပေါင်းအဲ့တော့တုံညာထေစီနောင်လုံးပေါင်း9နဲ့သူ့ရဲ့နောက်တစ်နှစ်နဲ့3နှစ်4နှစ်5နှစ်6နှစ်9နှစ်မြောက်ဆိုတော့ဒီစနစ်ကိုဒီအထူးအပြီးကစားလာတာဒီတုံညာထေစီနောင်လုံးပေါင်း9တည်ခဲ့တဲ့အချိန်နဲ့ကျွန်တော်ကစားလာခဲ့တယ်။ဒီချိန်မှာလည်းတုံညာထေစီကိုဝင်လာတဲ့ချိန်မှာဒီချိန်မှာလည်းဒါကျွန်တော်တို့စကစားလာတာအောင်မြင်ခဲ့တဲ့ line ပေါ့နော်အဲ့တော့ခဏဒီစနစ်ကနေကျွန်တော်တို့စက်တိုက်ကစားလာတာဒီနှစ်ကနောက်ဆုံးခွင့်ကစားတဲ့နှစ်ပါဒီ line ကနေပြီးမှအယူဆတွေများစွာရှိပါတယ်ပေါ့နော်ကျွန်တော်မိတ်ဆွေတွေပြင်ဆင်လို့ရပါတယ်ဒီ9နှစ်မြောက်နှစ်ထဲမှာသူရှိ1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်မြောက်ကကနန်းမပြတ်မကွယ်အကုန်ဖြစ်တာပါပထမကတ်မှာဆိုဒီနေ့ထဲကိုသူရှိ1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်မြောက်ကကနန်းလုံးဝအကုန်ထွက်ပါတယ်ဒုတိယကတ်မှာဒီ9နှစ်မြောက်ထဲမှာသူရှိ1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်ဒုညထေဒီစတဲ့နှစ်ကကနန်းနေအကုန်ထွက်ခဲ့ပါတယ်အခုလည်းဒီစနစ်ရောက်ပါနော်ဒီ2026ထဲမှာ25 24 23 22 21 29ကနန်းနေတစ်နှစ်ကို19ကနေလည်းအနည်းဆုံးတစ်ခွက်ထည့်မယ်20နဲ့လည်းအနည်းဆုံးတစ်ခွက်ထည့်မယ်အနည်းဆုံးပြီးတော့နောက်ဒီတဲ့ပို့ထည့်ချင်လည်းထည့်ပါလိမ့်မယ်21ကနေလည်းတစ်ခွက်အနည်းထည့်မယ်22ကလည်းထည့်မယ်23တိုင်း24 25 26ကျေကို2025ရဲ့ကနန်းထည့်ပြီးတော့ပြီကျွန်တော်တို့963ဆိုတဲ့ကနန်း2024ရဲ့ကနန်းထည့်ပြီးတော့ပြီကျွန်တော်တို့6နှစ်9ဆိုတဲ့ကနန်းနောက်တစ်ခါ9ခုနှစ်ဆိုတဲ့ကနန်းကလည်းကျွန်တော်တို့2027ရဲ့ကနန်းနေဖက်ပြီးတော့ကျွန်တော်ပြောချင်တဲ့အဓိပ္ပာယ်ကသူရှိ9နှစ်လုံးလုံးတစ်နှစ်ကိုတစ်ခွက်အနည်းဆုံးဖက်ရမှာဖြစ်တဲ့ဒါနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ကျွန်တော်လေ့လာတဲ့အပိုင်းတွေကိုဒီဖရကနေကျွန်တော်အများနဲ့တင်ပြပေးနေတာဖြစ်ပါတယ်အခုလည်းဒီကစားခွက်ကနေရွေးချယ်တဲ့စနစ်တစ်ခုကျွန်တော်တင်ပြပေးလိုပါတယ်။တုံညာထေစီနောင်မောင်းခွန်လို့ရိုက်တယ်၅ချိန်မြောက်မှာ break ရှိရိုက်တယ်ဒုတိယကမှာ၅ချိန်မြောက်မှာ break ခွန်ရိုက်တယ်တတိယကမှာ၅ချိန်မြောက်မှာ break 6ကိုရိုက်ပြီးသူ့ရဲ့တကွန်ကျော်မှာ၄ခါ3ခါ2ခါလို့ထည့်တယ်ထည့်ပြီးမှသူ့ရဲ့တကွန်ကျော်မှာမူရင်းတည်ခဲ့တဲ့10 break ခွန် break 6 break ကိုတစ်ခါပြပြီးတော့6 break ခွန် break 10 break ဆိုပြီးတော့ပြန်တည်ပြီးတယ်နော်အဲ့လိုတဲပြီးတော့ဒီ8ခွန်6ပြေးလန်းနေ6ခွန်8ပြေးလန်းနေဒီ4 3နှစ်ဆိုတဲ့ပြေးလန်းနေဒီပြေးလန်းနေနဲ့ကျွန်တော်တို့အများကြီးလိုက်ကစားနေရပါတော့ online ပေါ်မှာလည်းမိတ်ဆွေတို့မြင်တွေ့နေရမှာပါကျွန်တော်ပြတဲ့ဓာတ်ရိုက်ကျွန်တော်ဒီပုံဖော်ပြရမှာမဟုတ်နဲ့အမျိုးမျိုးနှစ်ပိတ်ကထိုင်ဝင်ကြည့်ပြီးတော့အမျိုးမျိုးပြောင်းလဲပြီးပြနေတယ်အများကြီးရှိပါတယ်ထားပါကျွန်တော်ပြောချင်တဲ့ဒိတ်တွေကဒီ4 3နှစ်ပြေးလန်းနဲ့ပြီးကြတဲ့4 3နှစ်ပြေးလန်းနဲ့ကစားကွက်တွေကဒီနေ့ကျမှတော်တော်များများရှိတယ်။အဲ့ဒီကစားကွက်တွေအများကြီးတွေကအခုစနစ်တစ်ခုကျွန်တော်ထုတ်ပြပေးနေတာဖြစ်တယ်။တုံညာထေစီနောင်လုံးပေါင်းခွန်လို့ရိုက်တယ်သူ့ရဲ့နောက်9နှစ်မြောက်နှစ်တဲကိုရောက်တဲ့အချိန်ခါမှာတဲ့ဒီတုံညာထေစီနောင်လုံးပေါင်းခွန်ထိတ်ပရမတ်ကမှာဆိုဒီမှာခွန်တုံညာခွန်လို့တကွက်ထွက်တယ်
နောက်တဲ့တကခွန်လေးသုံးဆိုပြီးတော့တကွက်ထက်တယ်နောက်တဲ့တကခွန်9နှစ်ဆိုပြီးတော့တကွက်ထက်တယ်ခွန်ထိတ်ဒီပထမကက်မှာ3ခါထွက်ခဲ့ဒုတိယကက်မှာညထေစီနောင်မခွန်ရဲ့ပြည့်နောက်9နှစ်မြောက်ထဲမှာခွန်ထိတ်ထီးကြကြတကြိမ်မဲ့ထွက်ခဲ့အဲ့ဒီတဲ့ကျွန်တတိယကက်တဲ့ညထေစီနောင်မခွန်အပိတ်လိုင်းဖြစ်တဲ့ဒီတတိယမြောက်ဒီနေ့ထဲမှာ2026ထဲမှာခွန်ထိတ်မပြောင်းနိုင်ဘူးပေါ့နော်ခွန်ထိတ်လာကိုလာမယ်ဆိုတဲ့အယူဆအဲ့ခွန်နဲ့ပတ်သက်ပြီးတော့ကစားကွက်ဒီအကွက်ရွှေလေကျွန်တော်တို့မကြည့်အမျိုးမျိုးဖမ်းပြီးကစားနေတာရှိတယ်အခုကျွန်တော်ပြောချင်တာကတဲထားတဲ့လမ်းကြောင်းမှာထူးခြားချက်ကစောစောကျွန်တော်ရှင်းပြတယ်4-3နှစ်ပြည်လန်ကစားဖို့ကိုတူဝင်ထားတာရှိတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ပထမခွန်ထိတ်လို့ရိုက်တဲ့အချိန်မှာလည်းခွန်3ညခွန်ဘရိတ်လေးနဲ့ထက်တယ်။ပထမကမှာခွန်ထိတ်3កောက်ဒုတိယတစ်ခါခွန်ထိတ်ရိုက်တဲ့အချိန်မှာလည်းခွန်4-3ဘရိတ်လေးနဲ့ဆက်ထားတာရှိတယ်။တတိယကခွန်ထိတ်ရိုက်တဲ့အချိန်မှာခွန်9နှစ်ဆိုပြီးခွန်ထိတ်3ကျလုံးကိုဘရိတ်လေးနဲ့ပဲထပ်ပြီးသွားတယ်။ပြီးဒုတိယကမှာကျခွန်ထိတ်ဒီတစ်ချိန်နဲ့ပဲရိုက်တဲ့အချိန်မှာဘရိတ်3နဲ့ထပ်ပြီးသွားတယ်။ဒါဆိုရင်ကျွန်တော်တို့အများအားလိုက်ကစားနေတယ်ပထမကက်မှာခွန်ထိတ်စီနဲ့ဘရိတ်လေးဒုတိယကက်မှာခွန်ထိတ်စီနဲ့ဘရိတ်3တတိယကက်မှာခွန်ထိတ်စီနဲ့ဘရိတ်2ဆိုတဲ့ကစားကွက်ဒါကျွန်တော်ယူရှင်းကစားကွက်ကိုလိုက်ကစားတာဖြစ်တယ်ရဲ့ဒီစနစ်ကိုအများလိုက်ကစားနေရရှိတယ်နော်အဲ့တော့ဒီနေ့ထက်မှာကျွန်တော်ရဲ့ယူဆရခွန်ထိတ်စီနဲ့ဘရိတ်2ဆိုတဲ့ဒီချိန်ထွက်လာနိုင်တယ်ပေါ့နော်အဲ့တော့ခွန်ထိတ်စီဘရိတ်2ဒီချိန်ထွက်ဖို့လားလာရှိတယ်အလားလာရှိလို့ပြောတာနော်ကံကောင်းလို့ထွက်လာရမယ်မထွက်လာရင်တော့ဒါကျွန်တော်လည်းမတတ်နိုင်ဘူးနော်ကြိုတင်ပြီးဘာမှကြိုးပြီးမသိပါဘူးခမ်းမှန်းကြည့်ရဒါဆိုခွန်ထိတ်စီနဲ့ဘရိတ်နှစ်ဆို10ခွခွန်3ည5ခွန်1 4ခွန်3ခွန်3နှစ်ခွန်4 1ခွန်50ခွန်6ခွန်8ခွန်8ခွန်9 6 10ခွတန်းပေါ့နော်10ခွစီယူရှင်းချင်းအမျိုးစနစ်ကိုကြိုက်တယ်ဆိုလို့ရှိရင်လိုက်ကြည့်ပေါ့ဒါကျွန်တော်တို့အကြံပြုတာပေါ့10ခွက်1010ခွက်အခြေခံကိုတော့အခြေခံလို့လိုက်10ခွက်တန်းစနစ်ကိုပထမအခြေခံလိုက်ကြည့်ပေါ့နော်ဒါဆိုရင်အဲ့10ခွက်တန်းစနစ်ကနေမှဘာတွေကတင်ပြီးထိုးတင်တယ်လဲဆိုတော့အကွက်ချင်းရသွားယူရှင်းကစားဖို့ကိုကျွန်တော်ပြောပြလို့ရေးအဲ့ကဒီခွန်3ညခွန်ဆိုတဲ့ဗရိတ်လေးနဲ့ဟာဒီခွန်60ဆိုတဲ့ဘရိတ်3နဲ့ဆက်ဆက်ပြီးကြည့်မယ်ဆိုရင်သူကပထမကက်မှာထည့်ခဲ့တာခွန်3ညခွန်ဒုတိယကက်မှာခွန်60တခုတည်းထည့်တယ်ဒီခွန်3ညခွန်နဲ့ဒီ960နဲ့43နဲ့43နှစ်ပြည်လုံးကိုလိုက်မယ်ဆိုရင်ယူရှင်းရင်ခွန်3ည9နဲ့950ဆိုနှစ်ကွက်ဒါကတင်ကွက်အနေနဲ့ကစားလို့ရတယ်နောက်တဲ့တခါဘရိတ်လေးကိုခွန်43ကိုထည့်ထားရှိတယ်အဲဒုတိယခွန်43နဲ့ကျွန်တော်တို့960နဲ့ဒီစနစ်တန်းကိုသွားမယ်ဆိုလို့ရှိရင်ကစားကွက်တစ်ခုရှိတယ်တတိယတစ်ခါကျွန်တော်တို့ယူရှင်းအရင်ပြောမယ်နော်ခွန်9နှစ်နဲ့ခွန်60နဲ့ဒီပြည်လုံးကိုသွားမယ်ဆိုလို့ရှိရင်ယူရှင်းခွန်9တဲ့ခွန်6တဲ့ခွန်အတွဲမှာလားအဲဒါခွန်8နဲ့ခွန်8ခွန်ဆိုကနေဒီကောင်မှကြတဲ့သူကစနစ်နဲ့ပုံသိမလားတော့ခွန်43ခွန်60ဒါဆိုတတိယဒီနေရာမှာကနန်းနှစ်ကိုဘယ်လိုလိုက်မလဲအဲ့မှာကျတော့သူကဒီခွန်43ဆိုတဲ့ကနန်းဘရိတ်လေးထည့်တယ်မှာသူ့ဘောဘရိတ်ဒီလုံးပိုင်နဲ့ဒီမှာဘရိတ်3လို့ခွန်3လေးခွန်လေး3ဒုတိယကက်မှာကျတော့ဒီမှာခွန်60မှာသူ့ဘောအလုံးပိုင်ဘရိတ်6နဲ့ခွန်60ခွန်3ည6အဲ့စနစ်ကကျတော့သူကပုံသိသွားလို့မရသူ့ဘောထွက်ခဲ့တဲ့ဘရိတ်ပေါ်မူတည်ပြီးထိုးအောင်အဲ့ဒီဘွဲမှာဆိုရင်သူ့ဘောဘရိတ်လေးရှိရဲ့ဥပမာအနေနဲ့ဒီဘွဲလိုဟာမျိုးကျွန်တော်ရှင်းပြတာနော်ခွန်1လေးနဲ့ခွန်4 1ဆိုဒီလိုနှစ်ကွက်တန်းပေါ့သူကကြတော့ပုံသိမရှိဘူးအပေါ်ထွက်တဲ့ဘရိတ်ပေါ်အခြေခံပြီးတော့ပေါ်ရမယ်အဲ့ကျွန်တော်ပြောချင်တဲ့အဓိပ္ပာယ်ကမိတ်ဆွေတို့အနေနဲ့ဒီလိုစနစ်ကလေးကိုကြိုက်တယ်ဆိုလို့ရှိရင်ကိုကြိုက်တဲ့အပိုင်းကိုဦးစားပေးလိုက်ပေါ့နော်ဥပမာတစ်ခုယူရှင်းမယ်ပထမလာတဲ့ခွန်3ညခွန်60ခွန်3ည5ခွန်5 3ညကိုဦးစားပေးတင်မလားခွန်43ခွန်60မှာသူ့ဘောဂရိတ်ဒီအလုံးပိုင်းနဲ့နှစ်ကွက်ခုဘောလိုဟာမျိုးဆိုနမူနာခွန်1 4ခွန်4တတိယကက်မှာကျတော့
ခွန်9နဲ့ခွန်60ခွန်9တဲ့ခွန်60ခွန်တဲ့နဲ့ဆိုရင်ခွန်8ကိုမိမိကြိုက်တဲ့လမ်းကြောင်းကနေပြီးတော့တကွယ်ကောင်းကိုရွေးချယ်ကစားပေါ့နော်ဒါလေးတွေကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်တိုက်ဆိုင်တဲ့အခါမှာအသုံးပြုနိုင်ရတဲ့အများအားလည်းမထုတ်ပြခဲ့ဘူးဆိုရင်တော့မိတ်ဆွေတို့နဲ့ break နဲ့ကိုကြိုက်တဲ့အချိန်မျိုးမှာတော့၎င်း break နဲ့တခြားသောဆရာကြီးတကယ်ကျွမ်းကျင်တဲ့တော်တဲ့ဆရာကြီးလမ်းပေါ်မှာအများကြီးပါနော်အဲ့လိုတဲ့အချိန်မှာ break ကိုဦးစားပေးကစားနေတဲ့ဆရာကြီးရှိတယ်အဲ့လိုအချိန်မျိုးမှာ break နဲ့ကိုတွေ့တယ်ကိုလည်းနှစ်သက်တယ်ဆိုလို့ရှိရင်ဒါလေးကိုသတိထားကစားဖို့ကျွန်တော်ရှင်းပြပေးတာအဲ့လိုမဟုတ်ပြန်ဘူးခွန်တိတ်စီကိုနှစ်ကကြိုက်တဲ့အပတ်မျိုးမှာဆိုလို့ရှိရင်လည်းပဲဒီစိတ်ွက်တန်းတွေကဒီလိုလေးကစားတဲ့ဒါကိုအကြံပြုဆွေးနွေးပြတာဖြစ်တယ်စိတ်ဝင်စားမှသုံးမှာကံတော်လင်အမိကံတော်လင်ဖပါမိမိရဲ့ကံတရားကတော်လင်မိမိရဲ့ငွေရကိန်းကိုဆုံးဖြတ်တာဖြစ်တဲ့အတွက်စိတ်ဝင်စားမှပဲအလုံးပြပါကျွန်တော်တို့အနေနဲ့ကတော့ကျွန်တော်တို့တွေးနေတဲ့အပိုင်းကိုတင်ပြဆွေးနွေးရုံတက်တာဖြစ်ပါတယ်အပိုင်းဆိုတော့သတိဒီမှာမရှိပါဘူးပေါ့နော်စိတ်ဝင်စားမှအလုံးပြပါအကယ်၍ကျွန်တော်တင်ပြတယ်ကိုစိတ်ဝင်စားမှုမရှိဘူးမဖြစ်နိုင်ဘူးမနစ်သက်ဘူးဆိုလို့ရှိရင်မိတ်ဆွေတို့ကမိတ်ဝင်နေလိုက်တာပေါ့နော်အဓိကအထူးပြောတော့ခင်ဗျားတို့လိုက်ပေးပါလို့ကျွန်တော်မတောင်းဆိုဘူး comment ရေးပေးပါလို့ကျွန်တော်အထူးမတောင်းဆိုဘူးဒါရတောင်းဆိုရမယ့်အလုံးကိုပိသက်ကသူ့အတူတင်ပြလာလိုက်တယ်သူ့အတူပြန်ပြီး reply လာမယ်အလုပ်ကြီးနော်ကျွန်တော်တင်ပြရလူကဒီလိုပေးပါလို့လိုက်တောင်းဆိုတယ်ကျွန်တော်တင်ပြတော့နှစ်သက်တဲ့လူများလာရင် like များတက်လာလိုက်မယ်အဲ့လိုပဲအကြံပြု reply မြန်ရင်လည်း comment ပါရင်တော့တက်လာလိုက်အဓိကပြောချင်တာကကျွန်တော်တင်ပြတာကိုမကြိုက်ဘူးဆိုလို့ရှိရင်နောက်ကိုမကြည့်ပါနဲ့ဗျာနော် comment ရေးတဲ့အချိန်မှာတော့အပြုသဘောမဟုတ်တဲ့ comment တွေကိုရေးလာမယ်ဆိုလို့ရှိရင်အဲ့ဒီမိတ်ဆွေကိုချက်ချင်းပဲကျွန်တော်ရဲ့ channel ကအပြီးပိုင်းဘမ်းပစ်ပါတယ်ဆိုတဲ့အကြောင်းကိုလေးစားစွာဖြင့်တင်ပြပါတယ်အားလုံးကိုသူပဲကျေးဇူးတင်ရှိပါတယ်အမြဲတမ်းအားပေးတဲ့မိတ်ဆွေများအားလုံးစိတ်ဓာတ်ဒုက္ခကာယဒုက္ခနှပြသောဒုက္ခနဲ့ပြည်စုံနိုင်ကြပါစေဘဝမှာမရှိဆိုတဲ့စကားကိုဘယ်တော့မှမိတ်ဆွေတို့မဖြစ်ပါစေနဲ့လူပင်သားတဲ့လူသားပိသားတဲ့လူဘဝကြီးကိုပိုင်ဆိုင်နေကြပါစေဒီလူခက်ခဲတဲ့ကာလအချိန်မျိုးမှာကိုယ်ဝရဏပါတဲ့လမ်းကြောင်းကနေမိတ်ဆွေတို့နှမ်းတစီဖြစ်ခဲ့ရင်တော့ဆိုတဲ့စိတ်မျိုးနဲ့ဒီအတူမျိုးနဲ့တင်ပြပေးခြင်းဖြစ်ပါတယ်အပိုင်ဆိုဒီမှာလုံးဝမရှိပါဘူးပေါ့နော်နှစ်သက်မှအလုံးပြပါမနှစ်သက်တဲ့မိတ်ဆွေများအားလုံးကအသုံးမပြုပါနဲ့အမြဲတမ်းအားပေးနေကြတဲ့မိတ်ဆွေတယောက်ချင်းစီတိုင်းကိုကျွန်တော်ရာသာဘွားစနေသားကလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျအားလုံးပဲကံကောင်းကြပါစေ good luck